ကျွန်တော်တို့နေထိုင်ရာနေရာဒေသ၌ကံမျိုးမျိုးကနေရရှိလာခဲ့တဲ့စိတ်တရားတွေတောကတွေဝမ်းနဲ့ပူဆွေးမှုတွေစသည့်ဝေဒနာတွေကိုခံစားနေကြရပါတယ်။ကစိုးတွေဘာကြောင့်ဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့ရဲ့စိတ်ထဲကလောဘဒေါသမောဟတွေရဲ့နှောင့်ယှက်မှုတွေကနေမကောင်းတဲ့စိတ်နေစိတ်ဓာတ်တွေကိုပြုမှုနေထိုင်ခြင်းကနေတဆင့်ကျွန်တော်တို့နေထိုင်ရာလောကထဲသို့မကောင်းတဲ့အရာတွေတဖြည်းဖြည်းဝင်ရောက်စီးဆင်းသွားခြင်းကြောင့်ပါပဲ။ကျွန်တော်တို့တွေအဲ့ဒါကိုတတိမထားမိပဲပြုမှုနေထိုင်နေကြပါတယ်။တွေ့ကြုံရရှိခဲ့သောစိတ်တရားတွေဟာတယောက်နဲ့တယောက်မတူညီပေမဲ့လို့ခံစားရသောစိတ်ခံစားချက်ဝေဒနာတွေကတော့တူညီနေလျက်ပါ။ဒုက္ခပူဆွေးမှုတွေကြောင့်စားမဝင်အိပ်မပျော်အကြောက်တရားတွေဖြင့်မြည်သူမဆိုခံစားနေကြရပါတယ်။တခါတရံဒုက္ခပူဆွေးမှုတွေကနေတဆင့်ဒေါသစိတ်တွေဟာပေါက်ဖွာလာတတ်ပါသေးတယ်။စိတ်မပူပါနဲ့။တင့်ရဲ့စိတ်ထဲမှာကင်းအောင်နေတတ်သောမကောင်းတဲ့အရာတွေကိုရောနေသွားအောင်ဒီဗီဒီယိုလေးကနေတဆင့်ကူညီပေးပါမယ်။အရင်ဆုံးကိုခံစားနေရတဲ့စိတ်ခံစားချက်တွေကိုအစိုးဆုံးဖြစ်စေတဲ့အရာကိုလေ့လာကြည့်ပါ။တယောက်နဲ့တယောက်ကဖြစ်စဉ်ကတော့မတူညီနိုင်ပါဘူး။ဘယ်လိုအကြောင်းအရာတွေကြောင့်ပဲဖြစ်နေပါစေ။မိမိရဲ့စိတ်နှလုံးထဲမှာတောကပူများဒေါသပူများအားငြိမ်သွားစေဖို့မိမိရဲ့စိတ်နှလုံးထဲကနေမေတ္တာတွေပွားများနေဖို့လိုအပ်ပါတယ်။တဆင်ချင်းစီကူညီဆောင်ရွက်ပေးပါမယ်။အရင်ဆုံးမိမိရဲ့စိတ်ကနေအတွေ့အကြုံတစ်ခုတွေးပေးပါ။လောကမှာပျက်စီးဆုံးရှုံးမှုများဟာလောကထဲမှာရှိတဲ့အရာရာတိုင်းတရားဝါတိုင်းလေ့ကျင့်တရားကိုရင်ဆိုင်ရမှာပါပဲ။အခုပြောနေတဲ့ကျွန်တော်ကိုယ်တိုင်လည်းရင်ဆိုင်ရမှာဖြစ်ပါတယ်။စိတ်ကိုလျှော့ထားပေးပါ။မိမိရဲ့စိတ်နှလုံးထဲမှာမှန်ကန်တဲ့အတွေးအမြင်တွေကိုအမြဲတွေးတောနေပေးပါ။မေတ္တာပွားပေးပါ။ထို့ကဲ့သို့မေတ္တာပွားနေခြင်းကမိမိကိုယ်ကိုမိမိစိတ်နှလုံးအေးချမ်းသွားစေပါတယ်။ငါကိုငါကျင်နာတတ်တယ်လို့အခြားမည်သူ့ဘောမဆိုကျင်နာတတ်တယ်။စိတ်နှလုံးထဲမှာတွေးတောနေပေးပါ။ထိုအချိန်လေးမှာနောက်ခံတန်စင်လေးကိုနားထောင်ကြည့်လိုက်ပါ။အေးချမ်းစေတယ်။စိတ်ကိုလျှော့ထားပေးပါတန်စင်ရဲ့အေးချမ်းမှုနဲ့အတူကျွန်တော်ရဲ့အတန်ရဲ့တည်ငြိမ်မှုကြောင့်လည်းအေးချမ်းတည်ငြိမ်မှုများဟာတင်းရဲ့စိတ်နှလုံးထဲသို့တဖြည်းဖြည်းချင်းဝင်ရောက်ကိန်းအောင်သွားပါစေထိုအေးချမ်းမှုမျိုးဟာတင်းရရှိနေတဲ့ကဲ့သို့အခြားသူတွေလည်းရရှိပါစေဟုမေတ္တာပွားပေးပါတင်းရဲ့စိတ်နှလုံးထဲမှာအေးချမ်းမှုများဟာတော်ပွားနေစေမှာအမှန်ပါပဲကိုကြုံတွေ့နေရသောစိတ်ဆင်းရဲမှုတွေတောကပူတွေမကောင်းတဲ့အရာတွေအားလုံးအခြားသူတွေပေါ်မကြောက်ရောက်ပါစေနဲ့ဤသို့စိတ်နှလုံးသွင်းခြင်းမျိုးကကောင်းမွန်တဲ့စိတ်နှလုံးသွင်းခြင်းမျိုးပါပဲထို့နောက်ဆက်လက်ပြီးမေတ္တာတွေပွားများနေပေးပါတဦးတယောက်ကနေအခြားသူတွေပေါ်သို့ရောက်ရှိသွားပါစေထို့ကဲ့သို့မေတ္တာပွားများခံရသောသူကနေတဆင့်အခြားသူတွေပေါ်ပွားများနေလျက်ထို့နောက်မိမိပတ်ဝန်းကျင်မှာရှိတဲ့အိဆန်တွေအပေါ်မေတ္တာမျှဝေပေးပါမိမိအေးချမ်းစေသလိုသူတို့လေးလည်းအေးချမ်းပါစေမမြဲမြဲလောက၌ရှိသောနှကောင်းနှဆိုးမှန်သမျှအားလုံးမိမိရဲ့စိတ်နှလုံးထဲအေးချမ်းနေတဲ့ကဲ့သို့အေးချမ်းပါစေတင်းရဲ့စိတ်နှလုံးထဲ၌အခုချိန်လေးမှာတည်ငြိမ်အေးချမ်းစေတယ်ထို့ကဲ့သို့တည်ငြိမ်အေးချမ်းမှုမျိုးကိုလည်းကျွန်တော်တို့နေထိုင်ရာကမ္ဘာမြေကြီးတဲ့သို့တည်ငြိမ်အေးချမ်းနေမှုများအားစီးဝင်သွားပါစေတူတယောက်ချင်းစီတိုင်းရဲ့အေးချမ်းမှုတွေဟာပထဝီမြေထဲသို့စီးဝင်နေခြင်းကြောင့်ယခုကြောင်နေသောကပ်ဘေးများရောနေပြေလျော့သွားပါလိမ့်မယ်။ရှင်မြေတောတောင်တဘာဝတရားတဲ့သို့မိမိရဲ့စိတ်နှလုံးအေးချမ်းမှုများဝင်ရောက်သွားပြီးတဘာဝတရားနဲ့ကျွန်တော်တို့တွေကတသားတည်းတည်ရှိနေပြီးကောင်းကျိုးများအားအပြန်အလှန်ရရှိနေခြင်းဖြင့်လောကတစ်ခုလုံးဟာအေးချမ်းသာယာနေပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်။ကျွန်တော်ခံစားရသောပူပင်သောကများဒေါသများစိတ်ဆင်းရဲမှုများမရောက်ရှိပါစေနဲ့ယခုရင်ဆိုင်နေရသောကံများမှာရှောင်လွှဲလို့မရပေမဲ့လို့အခုဗီဒီယိုလေးကိုနားဆင်နေသူအားလုံးကင်းလို့ပြီးအေးချမ်းကြပါစေဟုစိတ်နှလုံးထဲကနေမေတ္တာတွေဝင်မြပေးပါတယ်အေးချမ်းပါစေနေ့တွေညတွေမှာ6လန့်နေတဲ့ကပ်ဘေးမျိုးမှာ
ဤသူမဆိုကင်းလို့ပြီးတတဝါတိုင်းကင်းလို့ကြပါစေတော့ကဲ့သို့မိမိရဲ့စိတ်နှလုံးထဲမှာမေတ္တာပွားများနေရင်ညာရှင်လေးကတိတ်ဆိတ်နေလျက်တင့်ရဲ့ကြောပြင်းနဲ့ထိဆက်နေသောအိယာကင်းလေးကတင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာနူးညံ့ညင်သာသောထိတွေ့မှုဖြင့်အေးချမ်းတည်ငြိမ်မှုများအားခံစားမိပါစေတပြေးပြေးနဲ့တင့်ရဲ့မျက်ခုံးလေးဟာလေးလံလာပြီးနောက်ခံတန်းစင်းလေးရဲ့အတန်လိုက်ရဲ့ရိုက်ခတ်မှုလိုက်ဟာပြေလျော့လာနေပြီစိတ်ကိုလျှော့ထားပေးပါတင်းရဲ့စိတ်ထဲမှာအခုချိန်လေးမှာတည်ငြိမ်အေးချမ်းစေတယ်တပြေးပြေးနဲ့တင်းရဲ့မျက်ဝန်းလေးများကထိမ့်မြအောင်လေးလံလာပြီးနိမ့်နိမ့်ချိုင်ချိုင်နဲ့အိပ်ဆက်သွားပြီးဒီညာလေးဟာတင်းရဲ့စိတ်နှလုံးထဲ၌တောကများလောဘများမောဟများအလင်းမရှိပဲနိမ့်နိမ့်ချိုင်ချိုင်နဲ့အိပ်ပျော်သွားပြီပဲဖြစ်ပါတယ်